မင်္ဂလာပါရှင် share လက်ပိုင်မုံကနေကြိုဆိုပါရရှင်အခုဒီနေ့ reading လေးကတော့မနိုဒါ daily reading လေးဖြစ်တယ်ပေါ့နော်ဒီနေ့အတွက်ကို daily message လေးပေးမှဖြစ်ပါတယ်တွေ့တဲ့သချင်းကိုဖွင့်လိုက်တာပဲเนาะဒါပေမဲ့ तू ကလမ်းစုံဖြစ်နေတယ်ကဲလမ်းစုံလမ်းကွာရောက်နေတဲ့သူလေးများလားလမ်းစုံလမ်းကွာအောင်ရောက်နေတဲ့သူလေးတွေများလားမသိဘူးဒီနေ့အိုးအဲ့ယူလိုက်မယ်နော်မို့ selfish တဲ့အဲ့တော့okay เนาะဒီထက်မှာ selfish ဆိုတဲ့ energy တွေ့ရတယ်တကူကောင်းဆန်ခြင်းပေါ့နော်ကိုပဲတကူကောင်းဆန်ဆန်တွေးရမလားဘာလို့ရင်ကောင်းမလဲဆိုတော့ကြည့်ရအောင်เนาะဒီထဲဒီကပ်ကလေးနဲ့ဆိုတော့ selfish ကပြုတ်ကျလာတယ် bottom deck ကိုကြည့်မယ် upside down နဲ့ bottom deck မှာ upside down ဖြစ်နေတယ်အဲ့တော့ okay ဆိုတော့လမ်းစုံလမ်းကွာရောက်နေတဲ့သူလေးတွေမောအလုပ်ခံစားရတယ်လမ်းစုံလမ်းကွာရောက်နေတဲ့သူလေးတွေဘာလို့လို့ဘာကန်ရမှန်းမသိဘူးဘာဆုံးဖြတ်ရမှန်းမသိဘူးဆိုတော့ကိုယ့်အတွက်ကိုပဲကြည့်လိုက်ရမလားငါအတွက်ငါပဲကြည့်လိုက်ရင်ဒါတကူကောင်းဆန်တယ်လို့လူတွေကဆိုကြမလားဒါငါဘယ်လိုလုပ်ရမလဲ upside down ဖြစ်နေတယ် okay အဲ့ energy ကိုရသွားပြီပေါ့နော်ဆိုတော့ okay လက်ရှိကိုဘာဖြစ်နေလဲကိုယ့်ရဲ့လက်ရှိ current energy ကိုအရင်ကြည့်ရအောင်နော်လက်ရှိကိုယ့်ရဲ့ current energy ကိုအရင်ကြည့်ရအောင်10 of wands မရတဲ့ငယ်ချင်းလေးတွေထဲမှာအရန်ကိုမှာပေါ့နော်ဘဝမှာအရန်ပင်ပန်းနေရတဲ့အခြေအနေတစ်ခုပေါ့နော်ဒါအတိတ်မှာမဟုတ်ရင်လဲဒါအခုဒီတလုံးမှာဖြစ်နေလိမ့်မယ်ဖြစ်ခဲ့လိမ့်မယ်အဲ့တော့ yes ဒီနေ့ energy ကရုံထွက်ခြင်းတဲ့ energy တွေတော်တော်တွေ့ရပါတယ်အရန်ပင်ပန်းနေပြီကိုယ့်အတွက်ကိုပဲကြည့်ပြီးတော့ရုံထွက်လိုက်ရမလားအရန်ရုံထွက်ခြင်းနေပြီဆိုတဲ့ energy ကိုတွေ့ရတယ်ငါအတွက် dissolve ဖြစ်ရလားအခုဒါတစုံတစ်ယောက်ကိုစောင့်နေတယ်ဆိုရင်လည်းဒါငါအတွက်ထိုက်တန်ရဲ့လားပေါ့နော်အခြေအနေတစ်ခုတည်းမှာကိုဘလောက်ပဲစူးစမ်းအရန်ပင်ပန်းနေရတယ်ဒါမိသားစုထဲမှာကိုစူးစမ်းအားထုတ်မှုကိုဘလောက်ပဲတန်ဖိုးထားကိုဘလောက်ပဲပေးဆက်အရန်ပင်ပန်းနေရတယ်အရန်ဒီထိန်ချုပ်မှုတွေခံနေရတယ်ကို respect လုံးဝမရှိဘူးကိုလုံးဝမလေးစားတဲ့ environment ထဲမှာကိုနေရတယ်အဲ့တော့ဒါကမိသားစုဝင်ဖြစ်နိုင်တယ်relationship ဖြစ်နိုင်တယ်အလုံးနဲ့ပတ်သက်ပြီးတော့အများကြီးဖြစ်နိုင်တယ်အဲ့ဒီလိုလူမျိုးတွေပေါ့လမ်းစုံရောက်နေတယ်လမ်းစုံမှာကိုအရန်ရွေးချယ်ခြင်းနေတဲ့သူတွေကိုမတွေ့ရပါတယ်အဲ့တော့အခုနေရတာအရှိမှာရခဲ့တယ်လို့မျိုးကိုပျော်နေလားလို့မေးရင်လုံးဝပျော်မနေဘူးအခုလက်ရှိနေရတဲ့အခြေအနေမှာလုံးဝပျော်မနေဘူးကိုဘာမှပျော်လဲကိုသိတယ်ကိုဘာလုပ်ရင်စိတ်ချမ်းသာမလဲကိုသိတယ်ဒါပေမဲ့အဲ့ဒီထဲမှာကိုဆက်ပြီးတော့နေခဲ့သေးတာအချိန်တစ်ခုကြာနေခဲ့ပြီးတော့မှအခုတဖြည်းဖြည်းနဲ့ကိုတန်ဖိုးကိုငါမှတန်ဖိုးမထားရင်ဘယ်သူမှငါ့ကိုတန်ဖိုးမထားဘူးအဲ့ဒီ energy မျိုးကိုအခုအချိန်မှာအခုကြာကြည့်နေတဲ့ collective လေးတွေအများကြီးသော collective လေးတွေခံစားနေရလိမ့်မယ်လို့ထင်တယ်ဒါဟာ relationship တခုတည်းမဟုတ်ပါဘူးတချို့တွေအိမ်ထောင်တယ်လေးတွေပါမယ်ဒီထဲမှာမိသားစု life တွေမှာကိုပေးဆက်နေရတယ်ကိုအများကြီးလုပ်ခဲ့ပေးတယ်ဒါမဲ့အများကြီးသောလူတွေကကိုတံမိုးလုံးဝမသိဘူးကိုတံမိုးကိုလုံးဝမသိဘူးကိုဘာတွေလုပ်ပေးခဲ့လဲမသိဘူးတစ်ချိန်တစ်ခါမှားသွားလိမ့်မယ်ကိုဘက်ကမှားတာမျိုးအမားမျိုးလုပ်ချင်လုပ်ခဲ့လိမ့်မယ်ကိုပျော်တာကိုလုံးမိလို့မှားသွားတာကိုအတွက်ကိုစိတ်ချမ်းသာတဲ့ကိစ္စတစ်ခုကိုလှုပ်လိုက်မိလို့မှားသွားတာမျိုးပေါ့နော်ကိုကြိုက်တာလှုပ်လိုက်မိလို့မှားသွားတာမျိုးအပေါ်မှာအရင်တုန်းကတောက်လျှောက်ကောင်းပေးခဲ့တဲ့အရာတွေကိုလုံးဝမမြင်တော့တာမျိုးအဲ့လိုအခြေအနေမျိုးတော်တော်များများတွေ့နေလိမ့်မယ်ပေါ့နော်ဒါမိသားစုထဲမှာဆိုရင်အမြဲတမ်းကောင်းပေးခဲ့တယ်အမြဲတမ်းစူးစမ်းပေးခဲ့တယ်အမြဲတမ်းလှုပ်ပေးခဲ့တယ်အမြဲတမ်းတကူကောင်းမဆန်မဲနဲ့လှုပ်ပေးခဲ့တယ်တစ်ချိန်တခါတကူကောင်းဆန်မိသွားတယ်အဲ့ဒီအပေါ်မှာလုံးဝချုပ်ကင်ထားတဲ့ energy မျိုး
အိမ်ထောင်ရေးမိသားစုအရေးတော်တော်များများပါတယ်အဲ့ဒီထဲမှာပိတ်မိနေတဲ့သူတွေတော်တော်များများပါတယ်လုပ်ငန်းခွင်တွေပါလိမ့်မယ်သို့ပင်မဲ့လုပ်ငန်းခွင်ထက်ဆိုင်ရင်မိသားစုရေးအိမ်ထောင်ရေး relationship ပို့ပြီးတော့များတယ်လို့တွေ့ရတယ်အခုဒီ reading ကိုကြည့်တဲ့တငယ်ချင်းလေးတွေထဲမှာတကယ်ကိုလမ်းဆုံးလမ်းခွာရောက်နေတယ်အရန်လွန်မြောက်ခြင်းနဲ့အရန်ယုံထွက်ခြင်းနဲ့ဒီ energy အရန်ပင်ပန်းနေရတဲ့ 10 of wands ဆိုတဲ့ energy ကနေမှလုံးဝယုံထွက်ပစ်ချင်တယ်ဆိုတဲ့သူတွေဒီထက်မှတော်တော်တွေ့ရပါတယ်အဲ့တော့အဲ့ဒီအတွက်ကိုဆုံးဖြတ်ချက်တစ်ခုခုခိုင်ခိုင်မာမာချမဲ့ energy ကိုမွန်တီထဲမှာတွေ့ရတယ်အဲ့တော့တချို့တွေကြတော့လေဆုံးဖြတ်ချက်ချအခုချက်ချင်းချခဲ့တာမဟုတ်ဘူးအချိန်တစ်ခုကြာစောင့်ကြည့်ခဲ့သေးတယ်အချိန်တစ်ခုကြာနေလာသေးတယ်အဲ့ဒီအထဲမှာနေခဲ့ပြီးတော့မှငါဆက်နေလို့မရတော့ဘူးငါဘလို့မှနေလို့မရတော့ဘူးငါဘလို့မှအဆင်မပြေတော့ဘူးငါဘဝအတွက်ငါရှင်တန်ရအောင်မှဆိုတဲ့အဲ့ဒီအတွေးမှန်ကိုရပြီးတော့မှဆုံးဖြတ်တဲ့သူတွေဖြစ်တဲ့ရုတ်တရက်ကြီးသိလားမနေ့ကအဆူခံရတဲ့ဒီနေ့ငါအိမ်ပေါ်ကဆင်းမယ်ဆိုတဲ့လူတွေမဟုတ်ဘူးဒီထဲမှာပါတဲ့သူတွေကတောင်းလျှောက်ကြီးကိုယ့်ရဲ့ဘဝမှာအခြေအနေတစ်ခုကြီးကိုတော်တော်နေခဲ့ပြီးတော့မှဘလို့မှမခံနိုင်တော့လို့ယုံထွက်တဲ့ energy မျိုးကိုဒီထဲမှာတွေ့ရတယ်เนาะအဲ့ဒါလေးကိုတွေ့ရပါတယ်အဲ့တော့ဒီထဲမှာဘာတွေ့ရလဲဆိုတော့တချို့တွေဒါကိုအိမ်ကနေမှာပေါ့နော်အဝေးတနေရာကိုထွက်သွားမယ် overseas သွားမယ်ဒါမှမဟုတ်ဒါအိမ်ခွဲနေမယ်เนาะအဲ့ဒီလိုမျိုးလူမျိုးလေးတွေဒါလေးတွေကိုတွေ့ရတယ်အဲ့တော့ဒါ relationship ဆိုရင်လည်းသူနဲ့ကိုယ်နဲ့ကြားတဲ့တည်းမှာဘလို့မှပေါ့နော်ဘလို့မှမတူညီနိုင်တဲ့အခြေအနေမျိုးကြီးပေါ့နော်အဲ့လိုအခြေအနေမျိုးကြီးကိုဟိုအကောင်းဆုံးသွားကြမလားဆိုပြီးတော့အများကြီးတော့ညှိတာပဲအများကြီးတော့ဆုံးဖြတ်တာပဲဒါမဲ့မရဘူးဘာဖြစ်လို့လဲဆိုတော့နှစ်ယောက်ရဲ့ energy ကလုံးဝကို opposite ပါအဲ့တော့နှစ်ယောက်ပေါင်းရင်အဆင်ပြေသွားမလားဟဲ့ black နဲ့ white နဲ့ပေါင်းလိုက်ရင်လှသွားမလားလို့မေးရင် black တက် white တက်ပါသူကလည်းသူ့ရဲ့အခြေအနေသူကလည်းသူ့ရဲ့ယုံကြည်ချက်ကိုကလည်းကိုယ့်ရဲ့ယုံကြည်ချက်နဲ့ဒီတိုင်းဆက်ဖြစ်နေမှာ black and white ပေါင်းလိုက်ရင် black နဲ့ white နဲ့ကို mix လုပ်ပင်မဲ့လဲတက်စီပဲတစ်ခုစီပဲထွက်လာလိမ့်မယ်အဲ့တော့ဒီ 10 of 1ဆိုတဲ့ပင်ပန်းတဲ့အခြေအနေကိုပဲပြန်ရောက်မှာ okay ငါတို့ဟုတ်ပြီညှိကြမယ် I don't think so ကောင်းလာလိမ့်မယ်လို့တိတ်မတွေ့ရဘူးဒါပုံမှန်လင်းပြောတာဘာကြောင့်လဲဆိုတော့အချိန်တစ်ခုကြာအများကြီးနေခဲ့ပြီးပြီဒါကိုကောင်းမလာသေးတဲ့ဟာကိုဆက်ပြီးအချိန်ပေးအောင်မလားဆိုတဲ့ဟာကိုတော့ဒါကတော့ choice ပေါ့နော်ဒါမဲ့တော်တော်များများတော့အရင်ပြင်ပန်းနေပြီဆိုတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ငါအခုအဲ့လိုမျိုးဆုံးဖြတ်တာကမိသားစုတွေကနေထွက်လာတာတို့ဘာလို့ငါအခုဆုံးဖြတ်တာကငါတကူကောင်းဆန်သွားမလားငါ့တကူကောင်းဆန်တယ်လို့ပတ်ဝန်းကျင်ကပြောကြမလားဒါမဲ့ပတ်ဝန်းကျင်ကသူတို့မသိတာဘာလဲဆိုတော့ကိုဘလောက်ပင်ပန်းခဲ့လဲဆိုတာပတ်ဝန်းကျင်ကမသိပဲနဲ့နောက်ဆုံးမှာကိုဘာကိုရွေးချယ်လိုက်လဲဆိုတာကိုပဲပတ်ဝန်းကျင်ကသိတာအဲ့တော့ဒီအခြေအနေဒီ collective လေးတွေကတော်တော်များများပတ်ဝန်းကျင်ငါ့ကိုဘာပြောမလဲဆိုတဲ့ဟာကိုတော်တော်များများတွေးနေတဲ့သူတွေလို့ဒီထဲမှာခံစားမိတယ်ဒါပေမဲ့မွန်ခဏကပြောသလိုပတ်ဝန်းကျင်ကကိုတကယ်ဘာခံစားခဲ့ရလဲဆိုတာကိုမသိပဲနဲ့နောက်ဆုံးကိုဘာကိုရွေးချယ်လဲဆိုတဲ့ဟာကိုပဲသိတဲ့ပတ်ဝန်းကျင်ဖြစ်တဲ့အတွက်နေဟာတကူကောင်းဆန်လိုက်တာဆိုပြီးတော့ပြောချင်ပြောလိုက်မယ်အဲ့ဒါကိုပြောချင်တာပေါ့နော်ဆိုတော့ okay ဆိုတော့ universe ရဲ့အကြံလေးနားထောင်ရအောင် universe ရဲ့အကြံလေးနားထောင်ရအောင် okay the hand one oh my god အများကြီးပဲကြမ်းလဲ sorry universe ရဲ့အကြံလေးနားထောင်ရအောင်နော်သူကကြားကျင်နေတာနော်ခုနကလည်းဖက်ခနဲ့တွေးလိုက်တဲ့ထင်တယ်နော်သူကကြားကျင်နေတာ oh my god သူကလည်းပြန်ကြလာတယ်ဝါတန်ရောစင်တော့တန်ရောစင်
Okay တန်ရောစင်ကြောင့်မွန်တီထဲမှာတော်တော်ဘာတွေ့ရလဲဆိုတော့တန်ရောစင်တစ်ခုကြောင့်လုံးဝကိုတန်ရောစင်တော်တော်ရှိတဲ့ energy ဖြစ်လိမ့်မယ်နော်ကိုကဒီအခုဖြစ်နေတဲ့ဒီအခုလက်ရှိရောက်နေတဲ့ environment ထဲကတစုံတယောက်အခြေအနေတစ်ခုအပေါ်မှာကိုတန်ရောစင်တော်တော်ရှိတဲ့လူတစ်ယောက်ရှိလိမ့်မယ်နော်တန်ရောစင်ရှိတဲ့မိသားစုတန်ရောစင်ရှိတဲ့ကိုနဲ့ပတ်သက်တဲ့ခလေးမွန်တဲမှာအဲ့ခလေး energy လေးကိုတွေ့ရတယ်ပေါ့နော်ဥပမာတချို့တွေခလေးရှိတဲ့သူလေးတွေပေါ့နော်အဲ့ဒါမျိုးတွေ့ရတယ်ကိုတော်တော်လေးတန်ရောစင်ရှိတဲ့ကိုရဲ့မောင်လေးညီမလေးအဲ့ဒီလိုမျိုး energy မျိုးကိုရဲ့ခလေးလိုမျိုး energy မျိုးအဲ့ဒီဟာရှိနေလို့ဘလို့မှယုံမထွက်နိုင်တာဆိုတဲ့ connection တချို့ specific ဖြစ်ခြင်းဖြစ်မယ်အဲ့ဒီ energy ထဲမှာတွေ့ရတယ်ကိုတော်တော်ချစ်တဲ့ချို့ relationship တွေဆိုရင်လဲကိုရမ်းချစ်ရတဲ့ချစ်သူကိုရမ်းချစ်ရတဲ့ချစ်သူကကိုအားကိုရတဲ့သူထက်ဆိုင်ရင်ကိုကစောင့်ရှောက်နေရတဲ့သူကပို့ပြီးတော့ဖြစ်လိမ့်မယ်နော်အဲ့ဒီလိုပဲမိသားစုဆိုရင်လဲတချို့မိသားစုရှိတဲ့သူတွေဆိုရင်လဲကိုကကိုရဲ့ခလေးရှိနေတဲ့အတွက်ကြောင့်မို့လို့အော်ငါဒီလိုမျိုးလှုပ်လိုက်ရင်ငါရဲ့ခလေးကဘာဖြစ်သွားမှာလဲငါရဲ့ခလေးအတွက်အဲ့ဒီလိုမျိုးတွေကြည့်ပြီးတော့စက်နေတဲ့သူမျိုးတွေတော်တော်များများရှိလိမ့်မယ်ပေါ့နော်ရှိလိမ့်မယ်အဲ့ဒီခလေးကြောင့်ပဲဒီ connection ဒီအဆင်မပြေတဲ့အခြေအနေကြီးထဲမှာစက်နေရတာမျိုးကိုတွေ့တယ်နော်အဲ့ဒီစက်နေမယ်ဆိုရင်တော့အဲ့ဒီအတိုင်းပဲဆက်ဖြစ်နေမယ်ဆိုတဲ့ဟာလေးကိုတွေ့တယ်အဲ့တော့တယောက်နဲ့တယောက် story တွေမတူဘူးတယောက်နဲ့တယောက်ဆုံးဖြတ်ချက်တွေမတူအခြေအနေတွေမတူတဲ့အတွက်ကြောင့်မလို့ဟေ့ရုံထွက်လိုက်လို့မွန်အကြံမပေးဘူးဒါကအခုလက်ရှိကိုဘာဖြစ်နေလဲဆိုတာမြင်အောင်ပဲပြောပြတာပေါ့နော်အဲ့လေကိုတွေ့ရတယ်ဒါပေမဲ့လေ universe ကဘာအကြံပေးလဲဆိုတော့ရုံထွက်ပါဆိုတဲ့အကြံကိုပေးတယ်ရုံထွက်ဖို့ဆုံးဖြတ်ပါဆိုတဲ့အကြံကိုပေးတယ်ကိုယ့်ရဲ့ပျော်ရွှင်မှုစီရုံထွက်ပါဆိုတဲ့အကြံကိုပေးတယ်ပေါ့နော်ဒီ connection ဒီ collective လေးတွေရှင်းလာပိုင်းထဲမှာတခုခုထူးထူးခြားခြားကြီးမားမားဆုံးဖြတ်ချက်အကြီးကြီးချရလိမ့်မယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ universe ရဲ့ message ကိုကြည့်ပေးမယ်ဒီနေ့ message ကတော်တော်လေးတော့ strong ဖြစ်တယ် specific ဖြစ်တယ်ပေါ့နော်ရှင်းလာပိုင်းလောက်မှာကိုယ့်ရဲ့လက်ရှိနေတဲ့ energy ပေါ့နော်အဲ့ဒီတခုခုဆုံးဖြတ်ရလိမ့်မယ်အဲ့တော့ Monday မှာ2လအခုဒီကြည့်နေတဲ့သူလေးတွေရပေါ့နော်လွန်ခဲ့တဲ့2လလောက်ခတဲ့ဟိုကလေကို့မှာလေတော်တော်လေး3လပိုင်းတချို့3လပိုင်းလောက်ကစလို့အခုချိန်ထိပေါ့နော်တော်တော်လေးကိုအဆင်မပြေနေတာမျိုးဖြစ်တဲ့သူမျိုးလေးတွေပါလိမ့်မယ်နော်အဲ့လိုမျိုးပါလိမ့်မယ်ချို့ရလဲ2လလောက်ကြာပြီပေါ့နော်အဲ့ဒါလေးကိုတွေ့ရတယ် universe message လေးပေးမယ်နော် universe ကကိုယ်ဘာ message လေးပေးမလဲဆိုတာကြည့်အောင်ချို့တွေကတော့ဒါကိုယ့်ရဲ့ပျော်ရွှင်မှုကိုဥတီပါဆိုတာလေးတွေ့ရပေါ့နော်လက်ရှိအခြေအနေဟာအမှန်တရားတစ်ခုကိုမြင်သာလာဖို့အခွင့်အရေးပါတဲ့အခုလက်ရှိမှာကိုဘာဖြစ်နေလဲနော်လက်ရှိအခြေအနေအခုလက်ရှိအခြေအနေကိုသိတယ်တချို့တွေကြတော့ညာနေတယ်အဆင်ပြေသွားမှာဒါဟာခဏပဲအဆင်ပြေသွားမှာငါတီးခန့်လိုက်ရင်ရတယ်အဲ့ဒီလိုမျိုးညာနေတဲ့သူတွေရှိလိမ့်မယ်ပေါ့နော်အဲ့တော့ကိုဟာလူတစ်ယောက်ကဘယ်အချိန်ထိဘယ်ကာလထိကိုယ့်ရဲ့ original ပုံစံမဟုတ်ဘဲနဲ့ဘလောက်ကြာဟန်ဆောင်နိုင်မှာလဲဘလောက်ကြာနေနိုင်မှာလဲကိုရောပျော်ရွှင်မှုရှိလားဒါမျိုးပေါ့နော်ပျော်စရာကအရေးမကြီးဘူးဘဝကအရေးကြီးတာဆိုတာပြောကြတယ်ဒါပေမဲ့ဒါ true လို့ထင်လားပေါ့နော်ဒါတကယ် right way လို့ထင်လားပြောစရာမရှိတဲ့ life ကြီးမှာရောအောင်မြင်မှုတွေရှိမလားဒါမျိုးပေါ့နော်အများကြီးကိုပြန်စဉ်းစားပါအခုလက်ရှိအခြေအနေကတကယ်ကိုအမှန်တရားတစ်ခုကိုမြင်သာလာဖို့အခွင့်အလမ်းပါတဲ့ the sun energy နဲ့လုံးဝဒီတဲ့ collective လေးတွေလေသိလာလိမ့်မယ်
သိလာလိမ့်မယ်အဲ့တော့ဒီထက်ထဲမှာတော့လေယုံထွက်ဖို့ဆိုတဲ့ energy ကိုတော်တော်များများတွေ့ရတယ်ပေါ့နော်မောကတော့ဒီထက်ထဲမှာအရန်ပင်ပန်းနေတဲ့ relationship မျိုးအရန်ပင်ပန်းနေတဲ့ married life မျိုးအရန်ပင်ပန်းနေတဲ့မိသားစုတွေပေါ့နော်အဲ့ဒါမျိုးလေးတွေကိုတော်တော်တွေ့ရတယ်ဒီနေ့က live reading မဟုတ်ဘူးဒီနေ့က live ကနည်းနည်း strong ပို့ဖြစ်တဲ့ဒီเนาะအဲ့ဒါကိုတွေ့ရတယ်ဆိုတော့အချစ်တွေရှိနေတော့တန်ရုံးစင်တွေရှိနေလို့မယုံထွက်နိုင်ဘူးဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုပေမဲ့ဒီကနေ့တန်ရုံးစင်ကကြတော့အဲ့ဒီတန်ရုံးစင်ကမထားတဲ့တန်ရုံးစင်လို့တောင်ပြောလို့ရတယ်ပေါ့နော်မထားတဲ့တန်ရုံးစင်ဆိုတာကိုယ့်အတွက်ပြောတာပါဘဝအတွက်ပြောတာပါပေါ့နော်ဒါကတော့ as you like ပါနော်ဒါမှမြင်နေရတာကြီးကြည့်ရတာကြီးကတော့နည်းနည်းပင်ပန်းနေပေါ့နော် oh my god oh my god အခုနေရတဲ့နေ့စဉ်ဘဝကိုပျော်နေတာလားဒါမှမဟုတ်ကိုမျက်နှာဖုံးတက်ထားလားကိုတေချာပြန်စဉ်းစားနော်အခုနေတိုင်းနေရတယ်မနဲ့မိုးလင်းလာတယ်အတူတူနေတယ်မျက်နှာဖုံးတက်ထားတာလားတကယ်ပျော်နေတာလားပျော်တဲ့မျက်နှာဖုံးကိုတက်ထားတာလားဘာလဲဘာဖြစ်နေတာလဲကိုပြန်စဉ်းစားနော်ဒီမှာလာပြီးတော့ selfish self indulgence focus on self worth time to heal shadow work self appreciation okay နော်အရန် self energy တွေရှိနေပါတယ်ကို universe ကပေးချင်နေတာကကိုတန်ဖိုးကိုသိကို respect ထားကိုရဲ့တန်ဖိုးနဲ့ကိုဒီတိုင်းနေရတာအဆင်ပြေလားဟန်ဆောင်နေရတာလားမျက်နှာဖုံးနေတက်ထားရတာလားတကယ်ဟုတ်ပြောနေတာလားတကယ်အဆင်ပြေနေတာရောဟုတ်ရဲ့လားဆိုတဲ့ဟာကိုအချိန်ပြန်မီးနေပါတယ်အချိန်နင်သိလားဆိုတဲ့ energy ပေါ့နော်အဲ့ဒါကိုတွေ့ရတယ် oh my god ဆိုတော့ Leo season မှာတခုပြောင်းလဲကြီးမားထူးခြားရှိပါလိမ့်မယ်မနက်ကလေးတင်ရတဲ့ energy ကလည်းရှိနေသေးတော့အဲ့တော့ Leo season ကနေ Scorpio season အထိကိုပေါ့နော်အပြောင်းလဲကြီးမားရှိတာကိုတွေ့ရတယ်နောက်ထပ်တစ်ခုဒီထက်ထဲမှာဒီထက်ထဲမှာပေါ့နော်နည်းနည်းလေးstrong ဖြစ်တဲ့ energy က Gemini Leo နော် Gemini တွေ Leo တွေအဲ့ဒီ energy ကိုတော်တော်လေးတွေ့ရတယ်တခြားသော energy တွေလည်းပါတယ်ဒီထဲထဲမှာလေးပါတယ် Scorpio တွေပါတယ်Gemini Leo Scorpio ဒါလေးတွေတွေ့ရတယ် and Pisces နော် Aries energy တွေကနော်တော်တော်လေး strong ဖြစ်တာကိုတွေ့ရပါတယ်โอเคမွတ်တငယ်ချင်းလေးတွေဘာကြည့်ပေးရမလဲမသိဘူးကဲကြာလာတဲ့ဟာကိုတစ်ချက်လေးဆွဲယူကြည့်အောင်เนาะโอเคအခုကိုပတ်သက်နေတဲ့သူတွေကကိုယ့်အပေါ်မှာသူတို့ရဲ့ဝါLibra တွေပါလာပြီပေါ့နော်ဆိုတော့โอเคဒီထဲထဲမှာငွေရေးကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့ခလေးနဲ့ပတ်သက်ပြီးတော့ energy တော်တော်လေး strong ဖြစ်တာကိုတွေ့ရပါတယ်ငွေကြေးချုပ်ခိုင်မှုတွေငွေကြေးဥပဒေကြောင်းနဲ့ပတ်သက်တဲ့အမွေကိစ္စအမှုကိစ္စခွဲဝေခြင်းကိစ္စဒါမျိုးလေးတွေကြီးမားဆုံးဖြတ်ရမယ့် energy ထဲမှာတွေ့ရတယ်เนาะအဲ့ဒါလေးတွေတွေ့ရပါတယ်Leo season ကနေ Scorpio season အထိကိုဒီကိစ္စဒါ energy ကိုက်တဲ့သူလေးတွေ collective လေးတွေပေါ့နော်တခုခုကိုပြတ်သားဆုံးဖြတ်ရလိမ့်မယ် energy ကိုတွေ့ရတယ်တချို့လေးတွေ
relationship တစ်ခုဆက်သွားမလားဒါမှမဟုတ်ဆုံးသက် break up လုပ်မလား divorce လုပ်မလားပေါ့နော်break up လုပ်မလား divorce လုပ်မလားဆက်သွားမလားအဲ့ဒီလိုမျိုး energy မျိုးထဲမှာအများကြီးညရနိုင်ရပြောရဆိုရမယ့်အထဲမှာပါတယ်အဲ့တော့များသောအားဖြင့်ကဘာရင်နဲ့ပတ်သက်လဲဆိုတော့ငွေရေးကြေးရေးတချို့ကြတော့အမှုကိစ္စပေါ့နော်အိမ်နဲ့ပတ်သက်တဲ့အမှုအခင်းကိစ္စလေးတွေပေါ့နော်ဆိုတော့ငွေရေးကြေး energy လေးတွေပြီးတော့ဒါကလေးနဲ့ပတ်သက်ပြီးတော့ကလေးဆောင်ရှောက်မှုတွေဘာရင်နဲ့ပတ်သက်တဲ့ energy မျိုးလေးတွေခွဲဝေမှုလေးတွေအများကြီးတွေ့ရပါတယ်ရှင်Okay so တော့ပြန်မနေကြပြီထင်တယ်နော်အားလုံးဆက်ဆက်ရအဆင်ပြေကြပါစေလို့မွန်ကားဆုတောင်းပေးပါတယ်မှန်ကန်တဲ့လမ်းကြောင်းတွေလည်းရရှိကြပါစေဒီနေ့ reading လေးက love reading ဆိုပြီးတော့လုပ်ပေးခြင်းပင်မဲ့လည်း energy ကိုက love energy ဖြစ်မနေဘူးအဲ့လိုမျိုး energy မျိုးကြီးတွေ့ရတယ်နော်အဲ့တော့ဒီနေ့ reading ကအစကလမ်းဆုံးစတဲ့မွန်ကဒီသချင်းလေးတွေပေါ်မှာလဲမွန် energy ယူတတ်တယ်ဟောနော်reading ရဲ့အစမှာလမ်းဆုံးဆိုပြီးတော့တွေ့ရတယ်လို့ reading ရဲ့အဆုံးမှာလမ်းခွဲဆိုပြီးတော့လဲတွေ့ရတယ်ပေါ့နော်ဆိုတော့ my god ဆုံးဖြတ်ကြပါအကောင်းဆုံးဆုံးဖြတ်နိုင်ကြပါစေလို့အမှန်ကန်ဆုံးရွေးချယ်နိုင်ကြပါစေလို့မွန်ကဆုတောင်းပေးပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်